အားလုံးပဲမင်္ဂလာပါဒီနေ့တော့ FTTP Ingester VPN ကိုပေါ့နော် IP တွေusername တွေထည့်ပြီးတော့အသုံးပြုနေလေးပဲဖြစ်ပါတယ် VPN တွေကို CGP ဝင်နေရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါဗျရှိရမှာကဒီ FTTP Ingester ဆိုတဲ့ဒီ VPN လေးကို Play Store မှာ download ရပါတယ်ပြီးသွားလို့ရှိရင် Chrome browser တွေကိုဝင်လိုက်ပါ down ပြီးသွားရင်တော့ Chrome browser တွေဝင်မယ်ဝင်ပြီးရင်ဒီ set bar မှာ SSH mask ဆိုပြီးတော့ရက်ရှာလိုက်ပါ SSH mask နော် SSH mask ဆိုပြီးတော့ရက်ရှာလိုက်ပါဟုတ်ကဲ့ပြီးလို့ရှိရင်ဝင်ပါမယ်လို့ရှိရင်ဝင်မယ် VPN လေးတော့ခံပေးပါကိုကြိုက်တဲ့ VPN ပေါ့နော်စိုင်ပွန်လေးနဲ့သူကဒီဟာလေး software တွေဝင်လို့ရရင်လောက်ကလေးပဲ VPN မခံလဲရပါတယ်ဗျတချို့ဟာတွေကပြီးလို့ရှိရင်ဒီ menu ဆိုတဲ့ဟာကိုတစ်ချက်နှိပ်ပေးပါ menu ဆိုဒီစောင်းလေးသုံးကြောင်ပေါ့နော်နှိပ်ပြရင်service ဆိုတဲ့ဟာလေးတစ်ချက်နှိပ်မယ်ပြီးရင်ကိုက SSH နဲ့ပဲသုံးမှာဖြစ်တဲ့အတွက် SSH တန်တွေကိုသုံးလို့ရပါတယ် Postcode နဲ့လည်းသုံးလို့ရတယ် SloTN နဲ့လည်းသုံးလို့ရတယ်ပြီးတော့ Cancel နဲ့လည်းသုံးလို့ရပါတယ်ခုလူပေါ်လာရင်တော့ဒီအပေါ်ကိုပြထားတဲ့ညာလေးကိုနှိပ်လိုက်ပါပြီးရင်တော့ SSH တန်တွေကိုနှိပ်လိုက်ပါsorry မှာပါလို့ SSH တန်တွေကိုပြန်နှိပ်မယ်နော် SSH တန်တွေကိုပြန်နှိပ်မယ်ပြီးသွားလို့ရှိရင်နိုင်ငံတွေအများကြီးရှိပါတယ်ဗျလိုင်းကောင်းမဲ့စာပါကိုပဲယူပေးပါနော်ကျွန်တော်ကတော့စင်ကာပူကိုပဲယူလိုက်ပါမယ်စင်ကာပူယူပြီးရင် create account နိုင်မယ်ဆွဲတင်လိုက်မယ်ဝင်ပြီးရင်ဒီမှာ create account ဆိုတဲ့ဟာကိုထည့်လိုက်ပါမယ်ဆိုတဲ့ဟာကိုနှိပ်ပြီးရင်ဒီမှာဒီကောင် verify တော့သူတန်းလုံနေပါတယ်နော်ဒီမှာ user name နေရာမှာကြိုက်တာထည့်လို့ရတယ် password မှာလည်းကြိုက်တာထည့်လို့ရတယ်ဘာရင်သူဒီ verify လေးလောက်တာခဏလေးစောင့်ပေးလိုက်အိုင်းလေးလောက်တာခဏစောင့်လိုက်စောင့်ပြီးသွားလို့ရှိရင်ပြီးတော့ဆက်လို့ဒီလိုလေးအမှန်ကျလေးတစ်လိုင်း create account ကိုနှိပ်လိုက်မယ်တွေ့ပါတယ်နော်လူများစီက9ရက်စာပါဗျလူများစီကနေတော့ပတ်စံပေးပြီးတော့မော်ပဲနေလေအဲ့လိုလုပ်လို့ရတယ်နော်ဒီဟာလေးဟိုပြတော့ခဏကျွန်တော်ဆောင်းလိုက်မယ်ဟိုနည်းနည်းကြာနေလို့ဒါဆိုလို့ရှိရင်ဒီကောင်ကို copy ယူလိုက်ပါမယ်ကောင် copy ယူလိုက်ပြီးတော့ဟိုအထဲမှာမှတ်ထားမယ်နှုတ်ထဲမှာမှတ်ထားလိုက်မယ်ဒါဆိုရင် internet ပေးလို့ရပြီ internet ပေးပြီးတော့နှုတ်ထဲဝင်မယ်နှုတ်ထဲသွားပြီးတော့မှတ်ထားလိုက်မယ်မှတ်ထားပြီးတော့အရင်ဆုံးစာပါကိုအရင် copy ယူပါမယ် copy ယူလိုက်မယ်ပြီးသွားရင် HTTP ingester တွေပြန်ဝင်မယ် HTTP ingester တွေဝင်ခြင်းမှာပေါ်မှာကတော့ဒီလိုပုံစံမျိုးပဲပေါ်မှာပေါ့နော်ဒီလိုပုံစံမျိုးပဲပေါ်နေလိမ့်မယ်အဲ့ဆိုကိုကဘယ်ဟာကိုနှိပ်ကြမလဲဆိုရင်ဒီကောင်ကိုနှိပ်မယ် permission တွေတောင်းရင်ပြလိုက်ပေါ့နော်အကောင်လေးကိုနှိပ်မယ်ပြီးရင် TLS proxy ကိုနှိပ်မယ်ပြီးလို့ရှိရင် save ကိုနှိပ်မယ် okay ပြီးသွားလို့ရှိရင် payload ကတော့ new ခဏလေးကျွန်တော်ဒီ Chrome နဲ့တော့ပြန်ကြည့်လိုက်အောင်မယ်သူကနားလေးပေါ့နော်payload ကမပါဘူးဗျpayload မပါဘူး payload မပါတဲ့အတွက်ဒီမှာရေးမယ်ဒီမှာရေးဖို့ဘယ်ဟာရေးမလဲဆိုတော့ဒီမြင်းချောင်းလေး၃ချောင်းလေးကိုနှိပ်မယ်ပြီးရင် SSH setting ကိုနှိပ်မယ်ပြီးရင် SSH ခုနေရာမှာဆိုတော့ server maybe edit ထွက်သွားတယ် sorry ဒီထဲကိုနှိပ်မယ်ဒီ server ဟိုနေဆိုတော့ခုအဲ့ဒီဟာလေးပြချမယ်ပြီးလုပ်မယ်ပေါ်ကတော့ပေါ်ကဘေးဟာလေဆိုတော့ဒီထဲကိုပြန်သွားမယ်ပေါ်က SNL ဆိုတဲ့အတွက်ဒီမှာ143ကိုမှတ်ထားမယ်143မှတ်ထားပြီး user name ကို copy ယူမယ် user name ကို copy ယူလိုက်မယ် copy ယူပြီးတော့ဒီထဲကိုဝင်မယ်ပေါ်ကဗလား143 okay နိုင်မယ်ပြီးဆိုတော့ user name ကို
copy ထားတာ username ကိုပေးချမယ် okay နေမယ် password ထည့်ဖို့အတွက် password ကို copy သွားယူမယ် password copy ယူမယ်ယူပြီးသွားရင်ဒီထဲကို password တစ်ခါလာထည့်မယ် save နိုင်မယ်ပြီးထိတ်ဆုံးကများလေးနဲ့ထိတ်ဆုံးကဘောနော်ထိတ်ဆုံးကဒီများလေးနဲ့ပါမယ်ဒီမှာ host အဲ့ဒီ host ကိုမ copy သွားယူမယ် host ကို copy ယူမယ် server ကို copy ယူမှာပေါ့နော် server ကို copy ယူမယ်ပြီးလို့ရှိရင်ဒီမှာပေးချမယ်ပေါ်ကတော့ဆိုတော့143 save ကိုနှိပ်မယ်ဟိုကဒီ page လို့ကိုရေးဖို့အတွက်ဒီမှာဒီဟာလေးကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင်ဒီနေရာမှာပေးချလိုက်မယ်ဒါလည်းရပြီလို့ရှိရင်ဘက်နဲ့တစ်ချက်ပြန်ထွက်လိုက်ဟိုဘက်မှာလို့စောစောဟာကိုပြန်ယူမယ်ဘယ် normal ပဲပြောင်းထားပဲ page ကိုနှိပ်မယ်ပြီးလို့ရှိရင်အောက်က generate page လို့ကိုနှိပ်ချလိုက်ဒါဆိုရပြီဟုတ်ပြီနော်ဒီမှာ query တော့သူ auto ဖြစ်သွားပြီအဲဆိုချိန်မချိန်နှိပ်ကြည့်မယ်ချိန်မချိန်နှိပ်ကြည့်မယ် okay တစ်ချက်နှိပ်ကြည့်ပြီးတော့ဒီဘက်ကိုထွက်ကြည့်လိုက်ခဏလေးနော်လေးပါလေးပါတဲ့စပါနေ okay remove browsing ဒီကောင်လေးကို diffuse ပြန်လုပ်ခင်ဗျားတို့ပါချင်းတော့လုပ်ဆရာမလိုပါဘူးဗျwww.googn.com တူတူပဲလုပ်ဆရာမလိုပါဘူးပြီး save ဖို့နိုင်မယ် star နဲ့ပြန်နှိပ်ကြည့်မယ်ပြပြအင်းရလွဲနေလည်းမသိSSH တိုင်းနဲ့ပဲလုပ်ကြည့်လိုက်20နဲ့ပဲလုပ်ကြည့်လိုက်မယ်ဒီကောင်လေးကိုပြန်ပြောင်းမယ်ပြောင်းပြီးတော့ဒီမှာနန်းတာတိုင်းကိုနှိပ်မယ်ပြီးရင်အောက်က C ဆိုတဲ့ဟာကိုနှိပ်မယ်နှိပ်ပြီးသွားလို့ရှိရင်ဒီဘက်ကပြန်နှိပ်ပြီးတော့ page load ကိုဖျောက်ပြီး save ကိုပြန်နှိပ်မယ်ပြီးရင်ပေါ်ကို80ပြန်ထားမယ်80 20နဲ့မထားဘဲနဲ့80ထားကြည့်မယ် star ကိုနှိပ်ပြီးတော့တစ်ပဲရွှေ့ကြည့်လိုက်မယ် okay တန်ချိတ်သွားပါပြီနော်ကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်နှိပ်တာလေးမှားသွားလို့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ